မြေယာပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးအတော်လေးတင်းတင်းကြပ်ကြပ်စစ်ဆေးနေပါတယ်။အဓိကကတော့နိုင်ငံသားတွေအနေနဲ့ထိုင်းလူမျိုးနာမည်ကိုအသုံးချပြီးမြေယာဝယ်တာမျိုးကိုပြင်းပြင်းထန်ထန်အရေးယူတော့မှလည်းဖြစ်ပါတယ်။နိုင်ငံသားတွေကိုအမိခံပြီးမြေယာဝယ်ယူပေးတာကုမ္ပဏီနာမည်ခံပြီးမြေယာပိုင်ဆိုင်တာတွေကိုအခုအထူးတင်းကျပ်စွာစစ်ဆေးနေပါတယ်။တန်တရားရှိတဲ့အယောင်ဝယ်တွေကိုငွေရင်းမြေရှယ်ယာဖွဲ့စည်းပုံကအစအသေးစိတ်စစ်ဆေးသွားမယ်လို့ဆိုထားပါတယ်။တကယ်လို့နိုင်ငံသားတွေအတွက်အမိခံမြေယာဝယ်ယူထားတာစစ်ဆေးတွေ့ရှိရင်ထောင်ဒဏ်ငွေဒဏ်အပြင်မြေယာကိုမဖြစ်မနေရောင်းချခိုင်းတာထိအရေးယူခံရနိုင်ပြီးအမိခံပေးတဲ့ထိုင်းနိုင်ငံသားတွေပါဥပဒေအရအရေးယူခံရနိုင်တယ်လို့ထိုင်းမြေယာဌာနကသတိပေးထားပါတယ်။နိုင်ငံသားတွေအနေနဲ့ထိုင်းနိုင်ငံမှာမြေပိုင်ခွင့်အကန့်အသတ်ရှိနေပြီးတရားဝင်အမွေဆက်ခံခွင့်ရတာမျိုးဥပဒေကသတ်မှတ်ထားတဲ့ရင်းနှီးမြှုပ်နှံမှုပမာဏအတိုင်းနေထိုင်မှုဝယ်ယူတာမျိုးနဲ့ BOI လို့ခေါ်တဲ့ရင်းနှီးမြှုပ်နှံမှုမြင့်တင်ရေးစီမင်းတွေအောက်မှာခွင့်ပြုချက်ရထားတာမျိုးပဲဖြစ်ရပါမယ်လို့ဆိုထားပါတယ်။